ပြန်လည်ပြီးတွေ့ရတဲ့အတွက်ရမ်းမဲ့ဝမ်းသာတယ်အားလုံးကိုနှုတ်ဆက်ပါတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်အတူတူကနှုတ်ကပတ်တော်ကိုခံယူရအောင်အဲ့တော့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်အယံပဲကောင်းမြတ်တယ်အထူးသဖြင့်ဒီကာလမှာကျွန်တော်တို့ကိုအထူးပဲကိုယ်ကစောင့်ရှောက်တဲ့ဘုရားဖြစ်ပါတယ်အာမင်အဲ့တော့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုနေ့တိုင်းမှာချီးမွမ်းတတ်ဖို့ရန်အတွက်လိုအပ်ပါတယ်တချို့သောသူတွေခုကာလမှာရန်ခက်ခဲတယ်တချို့သောသူတွေမကြမ်းမာခြင်းတွေခံစားရတယ်ဒါပေမဲ့အတင်းနဲ့ကျွန်မကကြမ်းမာခြင်းနဲ့ဒီဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကိုဘုရားသခင်ပေးနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကျေးဇူးတော်ကိုချီးမွမ်းတတ်တဲ့အသက်တာဖြစ်ဖို့ရန်အတွက်လိုအပ်တယ်ကျွန်မကလွန်ခဲ့တဲ့2016ကဒီမလေးရှားကိုစပြီးရောက်ခဲ့တယ်အဲ့တော့ကျွန်မရမ်းမဲ့ညေပါသေးတယ်အသက်16နှစ်လောက်ပဲရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်မမလေးရှားကိုစပြီးရောက်ခဲ့တယ်ရောက်တဲ့အခါမှာကျွန်မတခါမှမတွေးဘူးကျွန်မကတကယ်ပဲဖရာသခင်အမှုတော်ဆောင်တယောက်ဖြစ်လာလိမ့်မယ်ကျွန်မတရားဟောရလိမ့်မယ်လို့ကျွန်မတခါမှကျွန်မရဲ့ကိုယ်ပိုင်အတွေးခေါ်ထဲမှာမရှိခဲ့ဘူးဖြစ်တယ်ကျွန်မရဲ့အတွေးခေါ်ထဲမှာလည်းအဲ့လိုမတွေးဘူးကျွန်မဖြစ်ချင်စိတ်လည်းမရှိခဲ့ဘူးဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကကျွန်မကိုဒီနေ့ဒီချိန်မှာသူရဲ့အမှုတော်ဆောင်အနေနဲ့ဘုရားသခင်ရွေးချယ်တယ်ကျွန်မမလေးရှားနိုင်ငံမှာအမှုတော်ဆောင်နေတဲ့အခါမှာကျွန်မအဲ့ဒီຢာတွေကိုပြန်ပြီးမှအောက်မေ့တဲ့အခါမှာဘုရားသခင်သည်အယံမဲ့ကောင်းမြတ်တဲ့သူဖြစ်တယ်ဘုရားသခင်ကကျွန်မတို့ကိုအယံမဲ့ဂရုစိုက်ပေးတဲ့သူဖြစ်တယ်ချမ်းစာထဲမှာစာလံ89အငယ်17မှာဗာပြောလဲဆိုရင်ထာဝရဘုရားဤအမှုတော်တို့ကိုအောက်မေ့ပါမည်ရှေးကာလ၌ကိုတော်ပြုတော်မူသောအံ့ဩဖွယ်တို့ကိုအောက်မေ့ပါမည်လို့ပြောတယ်ပြောချင်တဲ့တဘောကထာဝရဘုရားရဲ့အမှုတော်တို့ကိုအောက်မေ့ပါမည်တဲ့ရှေးကာလ၌ကိုတော်ပြုတော်အံ့ဩဖွယ်တို့ကိုအောက်မေ့ပါမည်လို့ပြောတယ်စာလံဆရာကဘုရားသခင်ကကျွန်တော်တို့အသက်တာတီးတီးပေါ်မှာပြုခဲ့ပေးတဲ့ဒီနေ့အံ့ဩဖွယ်ရာအမှုတွေကိုကျွန်တော်တို့ကပြန်လဲပြီးအောက်မေ့ဖို့ရန်အတွက်ပြန်လဲတတိယဖို့ရန်အတွက်လိုအပ်တယ်အဲ့လိုမျိုးပြန်ပြီးအောက်မေ့တဲ့အခါမှာပြန်လဲပြီးတတိယတဲ့အခါမှာကျွန်တော်တို့အထဲမှာဘာဖြစ်လဲဆိုရင်ဂျေဇုတော်ချီးမွမ်းတဲ့အသက်တာဖြစ်လာတယ်ဘုရားသခင်ကလွန်ခဲ့တဲ့နှစ်တွေတုန်းကကောင်းမြတ်ခဲ့တဲ့အရာတွေလွန်ခဲ့တဲ့နေ့တွေတုန်းလွန်ခဲ့တဲ့အချိန်နာရီတွေမှာဘုရားသခင်ကောင်းမြတ်တဲ့အရာတွေကိုကျမတို့ပြန်လဲအောက်မေ့စင်ကြင်တဲ့အခါမှာထိုဘုရားသခင်ကိုဂျေဇုတော်ချီးမွမ်းတတ်လာမှာဖြစ်တယ်ထိုဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုမြင်လာမှာဖြစ်တယ်အဲ့ဒီခါမှာဘုရားသခင်ကိုကျမတို့ဂျေဇုတော်ချီးမွမ်းလာမှာဖြစ်တယ်အာမင်အဲ့တော့ဆာလံဆရာကပြောတဲ့အရာကဖခင်ရဲ့အမှုတော်တို့ကိုအောက်မေ့မယ်တဲ့ရှေးကာလ၌ကိုတော်ပြုသောအံ့ဩဖွယ်တို့ကိုအောက်မေ့ပါမည်လို့ပြောတယ်အဲ့တော့ကျွန်မကိုယ်တိုင်ပင်လင်ကျွန်မအရင်တော့ကအချိန်နာရီတွေကျွန်မအရင်တော့ကဖြတ်တန်းခဲ့တဲ့ဘဝတွေကိုကျွန်မအောက်မေ့တဲ့အခါမှာဒီနေ့ဒီအချိန်ဒီနေရာရောက်လာတဲ့အခါမှာကျွန်မဖခင်ကိုယေရှုတင်တယ်ကျွန်မဖခင်ကိုယေရှုကိုချီးမွမ်းတယ်ဖခင်တခင်ကိုတော်အယံမဲ့ကောင်းမြတ်တယ်အဲ့ကိုတော်သမီးပေါ်မှာကောင်းမြတ်တဲ့အတွက်ယေရှုတင်တယ်သမီးမိသားစုပေါ်မှာကောင်းမြတ်တဲ့အတွက်ယေရှုတင်တယ်စသဖြင့်ဖခင်ကျွန်မဂျေဇုကိုချီးမွမ်းမိတာဖြစ်တယ်။ဘာလို့လဲဆိုတော့ဘုရားသခင်အယံပဲကောင်းမြတ်နေလို့ဖြစ်ပါတယ်။ဟာလေလုယာ။အဲ့တော့ကျွန်တော်တို့ဒီမဿဲထဲမှာလည်းဗာပြောလဲဆိုရင်မဿဲအခန်းကြီး6အငယ်29ကနေကျွန်မစဖတ်ခြင်းနဲ့အဘယ်သူသည်စိုးရိမ်ခြင်းအပြင်မိမိအသက်တာကိုတထောင်ခန့်များတိုးပွားစေနိုင်သနည်း။အဝတ်အဖို့၌အဘယ်ကြောင့်စိုးရိမ်ရသနည်းတောနှင်းပင်တို့သည်အပေတုတ်သောအဖြစ်ချီးပွားသည်ကိုဆင်ခြင်အောင်မေ့ကြလောထိုအပေတို့သည်အလုတ်လည်းမလုတ်ချီဖြစ်စေခြင်းကမငေမဝင့်အဲ့တော့ချမ်းစာကပြောတဲ့အရာကစိုးရင်ခြင်းအဖြစ်တဲ့ကျမတို့အသက်တာကိုတထောင်ခန့်မြတိုးပွားစေနိုင်တလားလို့မေးထားတယ်မတိုးပွားစေနိုင်ပါဘူးကျမတို့ပြဿနာကြုံတယ်ကျမတို့စိုးရိမ်တယ်ကျမတို့အခက်ခဲကြုံတယ်ကျမတို့အထဲမှာစိုးရိမ်တယ်အဲ့တော့ကျမတို့စိုးရိမ်ခြင်းကပြဿနာရဲ့အခက်ခဲတွေဖြေရှင်းသွားလားဆိုမဖြေရှင်းသွားဘူးဒီတိုင်းပဲပါအဲ့တော့စိုးရိမ်ခြင်းကြောင့်ကျမတို့အသက်ရှည်လာလားဆိုမရှည်လာပါဘူးစိုးရိမ်တဲ့သူဒီနေ့စိုးရိမ်စိတ်များနေတဲ့သူကအိပ်ရည်တွေပြက်လာတယ်အစားတွေမစားနိုင်ဘူးအဲ့တော့ကျန်းမာရေးတွေနောက်ဆုံးထိခိုက်လာတယ်နောက်ဆုံးအသက်ရှည်မနေရပါဘူးအဲ့တော့ကျမတို့စိုးရိမ်ခြင်းကကျမတို့အတွက်ကောင်းချီးမဖြစ်စေဘူးဆိုရင်လက်လွတ်လိုက်ဖို့လိုအပ်တယ်မစိုးရိမ်မဲနဲ့အရာရာမှာဂျေဇုတော်ချီးမွမ်းတတ်ဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုဖိလိပ္ပိအခန်းကြီး၄ထဲမှာသင်ပေးထားတယ်ဖိလိပ္ပိအခန်းကြီး၄အငယ်6ထဲမှာအဘေအမှုကိုများစိုးရိမ်ခြင်းမရှိပဲတဲ့အရာရာ၌ဂျေဇုတော်ကိုချီးမွမ်းတတ်တဲ့အသက်တာကိုဒီနေ့ကျမ်းစာကသင်ပေးထားတယ်ကျွန်တော်တို့ကဘာကြောင့်မလို့စိုးရိမ်နေရမှာလဲကျွန်တော်တို့ကိုဖယ်ဆင်းတဲ့ဘုရားကကျွန်တော်တို့ကိုတာဝန်ယူနိုင်တာဖြစ်တယ်ကျွန်တော်တို့ကိုကောင်းချီးပေးနေတဲ့ဘုရားသခင်ရှိနေတာဖြစ်တယ်
အထူးသဖြင့်ယုံကြည်သူညီကောင်မတွေယနေ့ကျွန်မအားပေးခြင်းနဲ့ဖခင်သခင်ကကျွန်တော်တို့ရဲ့အနာမှာအမြဲတမ်းရှိတယ်။ဘာကြောင့်မလို့ကျွန်တော်တို့စိုးရိမ်နေရမှာလဲ။မချမ်းမာခြင်းတွေကြုံတဲ့အခါယနေ့ငွေချေးအားဖြင့်တဲ့အခက်အခဲကြုံတဲ့အခါစိတ်တကြစရာတွေကြုံတဲ့အခါမစိုးရိမ်ပါနဲ့။ယနေ့ဖခင်သခင်ကကျွန်တော်တို့နဲ့အတူရှိပါတယ်။ဖခင်ရဲ့ကျမ်းစာနှုတ်ကပတ်တော်ကပြောပြတဲ့အရာနောက်ထပ်တစ်ခုကဘာလဲဆိုတော့ဝင်လေ၍ပေမန်းတော်သူတောက်အပေါင်းတို့ငါထံသို့လာကြလောငါဒီချမ်းသာပေးမယ်လို့ပြောတယ်။ဒီနေ့ဖခင်သခင်ကဝင်လေနေတဲ့သူတွေကိုလည်းသူ့ထံလာဖို့ရအတွက်ဖိတ်ခေါ်တဲ့သူဖြစ်တယ်။တင်ပါပဲကြုံရတင်ပါဝင်နေပဲထမ်းရ။ဒီနေ့ဖခင်စီကိုလာပါ။ဖခင်စီကိုစိုးရိမ်စိတ်မရှိဘဲနဲ့လာပါ။အဲ့ခါကျရင်တင့်အထဲမှာဒီနေ့ကျေးဇူးတော်ချီးမွမ်းစရာတွေများလာလိမ့်မယ်။ဒီမာသဲခန်းကြီး6အငယ်ခန်းကြီး6ထဲမှာပဲဘာပြောလဲဆိုရင်အငယ်ဘယ်လောက်မှလဲဆိုရင်အငယ်ကျွန်မဟိုကနေစပတ်ချင်ပါတယ်အငယ်33ဖယားသခင်ဤနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တတ်ထို့ကြောင့်နတ်ဖြန်အဖို့မစိုးရိမ်ကြနဲ့နတ်ဖြန်နေသည်မိမိအဖို့စိုးရိမ်လိမ့်မည်ယခုနေ့၌ရှိသောမကောင်းမတင့်သောအရာသည်ယခုနေ့ဖို့လောက်ပေ၏အဲ့တော့ကျမတို့ကမနှက်ဖြန်ဖို့အတွက်စိုးရင်စရာမလိုဘူးမနှက်ဖြန်ငါမှဘာစားရမလဲမနှက်ဖြန်မှငါဘာဝေးရမလဲနှက်ဖြန်အတွက်ငါဘာဘလို့နေရမလဲဆိုပြီးကျမတို့စိုးရင်ဖို့မလိုဘူးဖြစ်တယ်ဒီနေ့အတွက်ဂျေဇုတော်ချီးမွမ်းပါဖခင်သခင်နှက်ဖြန်အတွက်ထပ်ပေးလာလိမ့်မယ်အာမင်ဒီနေ့အတွက်လုံလောက်တဲ့ဂျေဇုတော်ကိုချီးမွမ်းပါဘုရားသခင်ရဲ့ဂျေဇုတော်ကကျွန်တော်တို့အတွက်နေ့တိုင်းမှာလုံလောက်တယ်ဘုရားသခင်ရဲ့ဂျေဇုတော်ကကျွန်တော်တို့အတွက်လုံလောက်တယ်ဘုရားသခင်ပေးထားတဲ့ကောင်းချီးမင်္ဂလာတွေကျွန်တော်တို့အတွက်လုံလောက်တယ်ဘုရားသခင်ပေးထားတဲ့ဝမ်းမြောက်ခြင်းတွေကကျွန်တော်တို့အတွက်လုံလောက်တယ်အဲ့ဒီအတွက်နေ့တိုင်းမှာဂျေဇုတော်ချီးမွမ်းပါဂျေဇုတော်ချီးမွမ်းခြင်းအဖြစ်တိုးပွားခြင်းတွေကိုမြင်တွေ့ရလိမ့်မယ်အာမင်သခင်ယေရှုကဒီနေ့လူအုပ်ကြီးကိုကျွေးဖို့ရအတွက်သူတို့ရဲ့လက်ထဲမှာမုံငါးလုံးနဲ့ငါးနှကောင်ပဲရှိတယ်။ဒါပေမဲ့အဲ့ဒီအခြေအနေဖြစ်နေတဲ့အခါမှာယေရှုကဘာလုပ်လဲဆိုအဲ့ဒီမုံငါးလုံးနဲ့ငါးနှကောင်ကိုဂျေဇုတော်ချီးမွမ်းတယ်။ဂျေဇုတော်ချီးမွမ်းလိုက်တဲ့အခါမှာထိုမုံငါးလုံးနဲ့ငါးနှကောင်အဖြစ်မြောက်များစွာသောလူတွေအတွက်ဒီနေ့စားသောဖို့ရအတွက်လုံလောက်တဲ့အခြေအနေတစ်ခုဖြစ်လာခဲ့တယ်။လုံလောက်ရုံမကဘူးပိုရှန်တဲ့အထိဖြစ်လာတယ်။ဂျေဇုတော်ချီးမွမ်းခြင်းအဖြစ်တိုးပွားခြင်းတွေမြင်တွေ့ရတယ်အာမင်အဲ့တော့အသက်တာထဲမှာမရှိဘူးဆိုပြီးမညီတွားပါနဲ့ဂျေဇုတော်ချီးမွမ်းပါမလုံလောက်ဘူးဆိုပြီးမညီတွားပါနဲ့တကယ်တမ်းပြောရမယ်ဆိုလူအုပ်ကြီးအတွက်ထိုမုံငါးလုံးနဲ့ငါးနှကောင်ကမလုံလောက်ဘူးဖြစ်တယ်ဒါပေမဲ့မလုံလောက်ဘူးဆိုပြီးမညီတွားဘူးဖြစ်တယ်ယေရှုဘာလုပ်လဲဂျေဇုတော်ချီးမွမ်းတယ်ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဒီနေ့လုံလောက်ယုံမကပိုရှန်တဲ့အခြေအနေဒီဘုရားသခင်ပြင်ဆင်ပေးတယ်အော်ဘွေသောနမိတ်လက္ခဏာတဘာဝလွန်တိုးပွားခြင်းကိုမြင်တွေ့ရတယ်။ဒီနေ့မလုံလောက်ဘူးဆိုပြီးမညီတွားနဲ့ဒီနေ့ဂျေဇုတော်ချီးမွမ်းပါချီးမွမ်းခြင်းအပြင်ဂျေဇုတော်ချီးမွမ်းခြင်းအပြင်တိုးပွားခြင်းတွေကိုမြင်တွေ့ရလိမ့်မယ်။ဂျေဇုတော်ချီးမွမ်းခြင်းအပြင်နောက်ထပ်ချီးမွမ်းစရာတွေတင့်အသက်တာထဲမှာကြုံလာရလိမ့်မယ်။အာမင်။အဲ့တော့တင့်ထဲမှာဒီနေ့ဂျေဇုတော်ချီးမွမ်းခြင်းအပြင်တင့်ထဲမှာဘုရားသခင်ကိုဂျေဇုတင်တဲ့နှလုံးသားအပြင်တင့်ပြောတဲ့အခါမှာတင့်အထဲမှာနောက်ထပ်ကောင်းကြီးမင်္ဂလာတွေကစီးဆင်းလာလိမ့်မယ်ကျမတို့တော်များနော်ကျမတို့တပါတော်သူတွေကိုကူညီတဲ့အခါမှာသူတို့စီကကျမတို့ကြားရတဲ့အရာကအယံမဲ့ကျေးဇူးတင်တယ်အယံကျေးဇူးတင်တယ်အခုလိုကူညီတဲ့အတွက်ကျေးဇူးတင်တယ်စသဖြင့်သူတို့စီကကျေးဇူးတင်စကားကိုကျမတို့ပြန်ကြားရတဲ့အခါမှာကျမတို့နှလုံးသားထဲမှာဘာခံစားလဲဆိုရင်သူတို့ကိုနောက်ထပ်ပြန်ပေးဖို့ရန်အတွက်ဆန္ဒရှိတယ်သူတို့ကိုနောက်ထပ်ပြန်ကူညီဖို့ရန်အတွက်ဆန္ဒရှိတယ်ဘာလို့ဆိုတော့သူတို့စီကတကယ်ပဲကျေးဇူးတင်တဲ့နှလုံးသားကျမတို့မြင်တွေ့ရတဲ့အခါကြားရတဲ့အခါမှာကျမတို့နှလုံးသားထဲမှာလေပြန်ပြီးပေးခြင်းတဲ့နှလုံးသားတွေဖြစ်လာတယ်။ဒီနေ့ဘုရားကိုကျမတို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဘုရားသခင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေကိုရေတွက်ပြီးပြန်လေဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဘုရားသခင်စီကနောက်ထပ်ဒီနေ့ကောင်းကြီးမင်္ဂလာတွေကိုခံစားဖို့ရန်အတွက်ဖြစ်လာလိမ့်မယ်။အာမင်။ဂျေဇုတော်ချီးမွမ်းခြင်းအပြင်နောက်ထပ်ဘုရားနဲ့ပုံရင်းနှီးလာလိမ့်မယ်မိတ်ဆွေကျမတို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဘုရားနဲ့ပို့ရင်းနှီးလာမယ်တင်ဘုရားကိုပို့ပြီးစကားပြောဖြစ်လာမယ်ကျမကညအမြဲတမ်းညအိတ်တဲ့အခါမှာနော်ကျမအိတ်တဲ့ကတဲ့ကျမအိတ်တဲ့နော်ဒီမွေ့ရအားလုံးကအနီရောင်ဖြစ်တယ်ကျမနာမည်ကလည်းနီလို့ခေါ်တယ်အဲ့တော့ကျမကြိုက်တဲ့အယောင်တွေကလည်းအနီရောင်တွေဖြစ်တယ်အဲ့တော့ကျမကခေါင်းအုံဆောင်အားလုံးကအစအနီရောင်သုံးတယ်အဲ့တော့ကျမအိတ်တဲ့အခါမှာကျမညတိုင်းမှာကျမဘုရားကိုအမြဲတမ်းအိတ်ခဏီးမှာစကားပြောတဲ့အရာကဘုရားခင်ဂျေဇုတင်တယ်အကောင်းဆုံးသောမွေ့ရနဲ့အကောင်းဆုံးသောကတဲ့ အကောင်းဆုံးသောနေရာမှာသမီးကိုအိတ်စေတဲ့အတွက်ဂျေဇုတင်တယ်
တချို့သောသူတွေဒီနေ့လမ်းမေးမှာအိပ်ရတဲ့သူရှိတယ်အိပ်စရာမရှိတဲ့သူရှိတယ်ညအိပ်မပျော်နိုင်တဲ့သူရှိတယ်အဲ့ဒီကြားထဲမှာကျမတို့ကကောင်းမွန်စွာနဲ့ညအိပ်ဆက်ရတဲ့အခွင့်ကောင်းမွန်စွာနဲ့နော်အချိန်တိုင်းဒီကိုပိုင်ဆိုင်ရတဲ့အခွင့်ဘုရားသခင်ပေးတဲ့အရာပေါ်မှာကျေးဇူးတော်ကိုချီးမွမ်းရအောင်ကျမညတိုင်းမှာအဲ့ဒါကိုဘုရားကိုကျမပြောမိတယ်ဘုရားခင်ကိုရောကျေးဇူးတင်တယ်အကောင်းဆုံးသောအရာတွေပေးလို့ကျေးဇူးတင်တယ်ဘုရားကိုကျမအမြဲတမ်းညတိုင်းမှာစကားပြောမိတယ်အဲ့တော့ဘုရားခင်ကိုကျမတို့ဘုရားကိုကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာဘုရားနဲ့ပို့ရင်းနေလာလိမ့်မယ်ဘုရားနဲ့ကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာကျေးဇူးတော်ချီးမွမ်းခြင်းအဖြစ်ဘုရားသခင်ရဲ့နှလုံးသားကိုလည်းတည်ရှိလာလိမ့်မယ်အာမင်ဘုရားသခင်ကဘယ်လိုနှလုံးသားရှိလဲဘုရားသခင်ကဘယ်လိုမျိုးနှလုံးသားပိုင်ရှင်လဲဆိုတာကိုသင်ကျေးဇူးတော်ချီးမွမ်းခြင်းအဖြစ်လည်းပို့ပြီးတည်ရှိလာလိမ့်မယ်ဟာလေလုယာကျေးဇူးချီးမွမ်းခြင်းအဖြစ်ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းတွေဘုရားသခင်ကကျမတို့အပေါ်မှာဘလောက်ထိချစ်လဲဘုရားသခင်ကကျမတို့အပေါ်မှာဘလောက်ထိပေးဆက်ပြီးချစ်ခဲ့လဲဆိုတဲ့အရာတွေကိုကျမတို့ပို့ပြီးသိလာလိမ့်မယ်အာမင်သင်ကျေးဇူးချီးမွမ်းခြင်းအဖြစ်ဘုရားရဲ့ကောင်းမြတ်ခြင်းတွေဘုရားရဲ့ဒီနေ့ကောင်းကြီးမင်္ဂလာတွေကိုပို့ပြီးရည်တွက်မိလာလိမ့်မယ်ဘုရားသခင်ကိုသင်ပို့ပြီးမှမြင်လာလိမ့်မယ်သင်ဘုရားသခင်ကိုပို့ပြီးလိုအပ်လာလိမ့်မယ်ဟာလေလုယာအဲ့တော့ကျမတို့ရဲ့နေ့တိုင်းမှာကျေးဇူးတော်ချီးမွမ်းခြင်းအသက်တာကိုတည်ဆောက်ရအောင်အမြဲတမ်းကိုဘုရားသခင်ကိုကျေးဇူးတင်ပါမိမိအသက်တာအတွက်ကျေးဇူးတင်ရအောင်ကျမမနဲ့ထားတိုင်းမှာကျမဆုတောင်းနေတဲ့အရာအချမှုသူနဲ့လည်းကျမတခါတည်းဆုတောင်းတယ်ဆုတောင်းတဲ့အခါမှာကျမဘယ်လိုမျိုးဆုတောင်းလဲဘုရားသခင်ဒီနေ့အတွက်ပြန်ပြီးမှအသက်ရှင်ခွင့်ပေးလို့ကျေးဇူးတင်တယ်လို့ကျမအမြဲတမ်းဆုတောင်းတယ်ဘာဖြစ်လို့လဲကျမတို့နော်ဒီကဘာမှာလူတန်းပေါင်းများစွာရှိတယ်အဲ့တော့မနဲ့မထပဲနဲ့ညအိတ်နေရင်းနဲ့တည်ဆုံးသွားတဲ့ညီကောင်မတွေမြောက်များစွာရှိတယ်အဲ့ဒီအတွက်ကျမကပြန်ပြီးစင်ချင်တယ်ဘုရားသခင်ကျမကိုဒီမနဲ့မှလည်းပြန်ပြီးအသက်ရှင်နဲ့ကောင်းမွန်စွာနဲ့ကျမ်းမာစွာနဲ့ဝမ်းမြောက်စွာနဲ့ပြန်ပြီးနိုးထခွင့်ပေးလို့ယေရှုတင်တယ်မနဲ့တိုင်းမှာယေရှုတော်ချီးမွမ်းမိတယ်ကျမမိသားစုတွေနဲ့အတူတူနေတယ်ကျမမိဘတွေရှိတယ်အဖေရှိတယ်အမေရှိတယ်မောင်နှမတွေပြည့်ပြည့်စုံစုံနဲ့နေတယ်ကျမဘုရားသခင်ကိုကျေးဇူးတင်တယ်ဘုရားသခင်ကျမရဲ့မိဘနှစ်ပါးကိုဒီနေ့ထိအသက်ရှိရှိနဲ့ကျမ်းမာခြင်းပေးလို့ကျမကိုအဖေအမေလို့ခေါ်ခွင့်ယနေ့ထိပေးသေးလို့ကျမမှာအကိုရှိတယ်ကျမမှာညီမလေးလည်းရှိတယ်ကျမမှာအကိုလို့ခေါ်ရတဲ့အခွင့်ကိုလည်းဘုရားသခင်ပေးသေးလို့ကျေးဇူးတင်တယ်ကျမဘုရားကိုကျေးဇူးတင်မိတယ်အဲ့တော့ကျမကျေးဇူးကိုချီးမွမ်းမိတိုင်းမှာကျမမျက်ရည်ကျတယ်ဘာလို့ဆိုကျမအဲ့ဒီအရာတွေကိုပြန်စဉ်းစားတဲ့အခါမှာဘုရားသခင်ကကျမကိုအယံပဲချစ်တယ်ဆိုတဲ့အရာကိုကျမခံစားရတယ်ဘုရားသခင်ကကျမကိုချစ်တယ်အဲ့ဒီချစ်ချင်းမြတ်တာကိုကျမခံစားရတယ်ဒီနေ့ကျမတို့ကျေးဇူးတော်ချီးမွမ်းတဲ့အသက်တာကိုတည်ဆောက်ရအောင်မိမိအသက်တာထဲမှာတည်ဆောက်ရအောင်မိသားစုတွေထဲမှာတည်ဆောက်ရအောင်ကျေးဇူးတော်ချီးမွမ်းခြင်းကကျမတို့အသက်တာအတွက်တကယ်ပဲမရှိမဖြစ်လိုအပ်တယ်အကြောင်းဖိလိပ္ပိအခန်းကြီးလေးအငယ်6ကပြောတယ်အဘယ်အမှုကိုများစိုးရင်ခြင်းမရှိပဲအရာရာ၌ကျေးဇူးကိုချီးမွမ်းပါလို့ပြောတယ်အဲ့တော့ကျမတို့လောက်ရမယ့်အရာကခုနပြောသလိုစိုးရင်ခြင်းအဖြစ်ကျမတို့ရဲ့အသက်ကိုတထောင်ခန့်မြမရှိစေနိုင်ပါဘူးစိုးရင်ခြင်းအဖြစ်ကျမတို့ရဲ့ပြဿနာတွေအခက်အခဲတွေမပြေရှင်းသွားပါဘူးမပြေလည်သွားပါဘူးအဲ့တော့ကျမတို့စိုးရင်ခြင်းကဘာကောင်းကြီးရှိလဲဘာကောင်းကြီးမှမရှိဘူးကျမတို့ခန္ဓာကိုယ်ထိခိုက်တယ်ကျမရေးတွေချုပ်ယွန်းလာတယ်စိုးရင်စိတ်များတဲ့အခါမှာမအိပ်နိုင်မစားနိုင်နေဖြစ်လာတယ်အဲ့တော့ကျမ်းစာကရှင်းရှင်းလင်းပြောတယ်အဘေအမှုကိုများမစိုးရင်ပါနဲ့တဲ့အရာရာ၌ဘုရားကိုပဲကျေးဇူးတော်ချီးမွမ်းရအောင်အာမင်မလုံလောက်ဘူးဆိုပြီးလည်းမညီတွားပါနဲ့ကျေးဇူးတော်ချီးမွမ်းပါဘုရားသခင်ကဒီနေ့တဘာဝလွန်သောဒိုးပွားခြင်းတွေကိုကျွန်တော်တို့အသက်တာထဲမှာမြင်တွေ့ခံစားလာရလိမ့်မယ်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာတွေဘုရားသခင်စီကလာတဲ့ဒီနေ့ဒိုးပွားခြင်းတွေဘုရားသခင်စီကလာတဲ့ချစ်ချင်းမြတ်တာတွေကိုကျွန်တော်တို့အထူးပဲခံစားရလိမ့်မယ်ကျေးဇူးတော်ချီးမွမ်းလေပို့ပြီးချီးမွမ်းခွင့်ရလေဖြစ်တယ်ချီးမွမ်းစရာတွေထပ်ပြီးကြုံတွေ့ရလေဖြစ်တယ်ဟာလေလုယာရောက်ချင်းစိတ်ကိုဒီနှုတ်ကပတ်တော်နဲ့ခွန်အားပေးခြင်းနဲ့ဘုရားခင်အထူးပဲကောင်းချီးပေးပါစေ